ဆိုတော့ဒီနေ့ခင်ဗျားတို့ Messenger သုံးတဲ့ user တွေအနေနဲ့မဖြစ်မနေတည်တဲ့ setting လေးတစ်ခုကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့လုံခြုံရေးအတွက်အရင်အရေးကြီးပါတယ်ဆိုတော့အစီအစဉ်လေးမစခင် channel ကို subscribe နဲ့ဘေးနားခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ပေးဖို့တောင်းဆိုလိုက်ပါတယ်နောက်ပြီးတော့ video ကိုတခြားနေရာအသီးသီးကိုလည်း share လုပ်ပေးဖို့ကိုယ်တငယ်ချင်းတွေကိုလည်းဒီ setting လေးတွေကိုလိုက်ပြီးလုပ်ပေးဖို့နော်ပြောကြမှာဆိုတော့ messages notification regular notification 1:17 a.m. apps okay so notification let's go 1:17 a.m. applications are using your microphone okay YouTube ဆိုတော့ကျွန်တော် Messenger တွေကိုတွားလိုက်အောင် Messenger selected chats tab 1 to 4 okay selected chats tab 1 to 4 okay ဆိုတော့ဒီမှာ exit file view ကျွန်တော်အကောင့်တစ်ခုရဲ့ဝင်လိုက်မယ် audio video call thread details button ပြီးရင်ဒီဘက်ကဒီ thread detail လို့ခေါ်တဲ့မြင်တဲ့သူတွေလိုမျိုးဆိုလို့ရှိရင်အဆက်လေး30ပြထားတဲ့အဲ့ဒီနေရာလေးကိုနှိပ်မယ် Messenger ပြီးရင်အပေါ်လေးကိုတွန်းတယ်မယ် read receipts on button ဒါတွေကဒါအသစ်ပေါ်လာတဲ့ဟာတွေပေါ့နော်ဒီမှာ share contact no button share contact တွေရောဟာရော submit messages no button pay messages auto save photos no button auto save photo view media files and links no button okay create group chat with exit no button okay more actions create group chat with ဒါ create new chat group လုပ်တဲ့ဟာ new group create search button နော်ဒါတွေကတိတ်တော့ထူးထူးဆန်းဆန်းနေတော့မဟုတ်ဘူးထား Messenger create group chat view media files and links no button auto save photos auto save photo ဒါတော့မသိသေးဘူးချက်ဝင်ရှိုးလိုက်မယ် back button auto save off save photos you receive automatically save photos you receive in this chat to your device switch သူ့ဓာတ်ပုံပို့လို့ရှိရင်သူ့ဓာတ်ပုံပို့လို့ရှိရင်အဲ့ဓာတ်ပုံကကိုယ့်စီမှာ auto save လုပ်မှာအဲ့လိုအနေထားပုံစံမျိုး back button ဆိုတော့ okay ထားလိုက် customization theme no button nickname word effects no button more actions create group chat with view auto save pin messages no button pay message လုပ်ဖို့တော့ခွင့်ပြုတာတွေပါညာတယ်အဲ့လိုနေပါပေါ့ search and conversation no button search and conversation time notifications and sounds on button notification ဆောင်းဒါတွေကတိတ်မထူးဆန်းသေးဘူးနော် share contact no button share contact ကြီးရတာနည်းနည်းစားတယ်အဲ့ဒါလေးချက်ရှိုး application icon ဒါပါလို့ Messenger back button send to create group button exit file Facebook write a message text box search button 数 A 3သူ့ရဲ့profile link ကို Messenger ဆက်လာတာပါ share contact no button အဲ့ဒါထားလိုက်အောင် privacy and support message permissions no button ဒီမှာ privacy and support privacy and support ဆိုတဲ့ခေါင်းစဉ်အောက်မှာ message permissions no button message permission နော်အဲ့ message permission ရှုပ်ဝေရှိုးလိုက် back allow message sharing switch okay message sharing နဲ့ဒါဘာလို့ဖို့လဲဘာလို့ဖို့လဲဒီမှာကျွန်တော်စာတစ်ချက်ဖတ်ကြည့်လိုက် everyone in this chat can share messages with Meta AI or auto save photos messages shared with Meta AI may be used to improve AI in Meta learn more Meta ရဲ့ AI နေပို့ပြီးတော့ကောင်းလာဖို့ကျွန်တော်တို့ရဲ့ data တွေကိုသူတို့ကယူပြီးတော့ဒီသူတို့ကဘယ်လိုလဲဆိုတော့ AI engine တွေကိုတိုက်ရိုက် train တာမျိုးမဟုတ်တော့ဘဲနဲ့နောက်ပိုင်းကျရင်သူတို့ chatbot တွေပါတယ်အဲ့လိုမျိုးလုပ်မယ်ထင်တယ်အခုလည်းရှိမယ်ပေါ့နော်တော့အဲ့လိုမျိုး chatbot လိုဟာမျိုးတွေမှာလူနဲ့ပို့ပြီးတော့တူအောင်လုပ်ဆိုပြီးတော့မှာကျွန်တော်တို့သုံးနေတဲ့ဓာတ်ပုံတွေစာတွေအတန်း file တွေအကုန်လုံးကိုသူတို့ယူပြီးတော့တကူတက train တာမျိုးမဟုတ်ဘဲနဲ့အဲ့ train တဲ့ model train တဲ့ဟာကို messenger ထဲမှာထည့်ထားတာကျွန်တော်တို့ data တွေဘာလို့ပေးရမှာငါတို့က data ဘာလို့ပေးရမှာစောက်ပုံးမှာမဟုတ်တယ်အဲ့တော့ကျွန်တော်တို့ပိတ်လိုက်မယ် off app 0-1-0-1-0-0-1 everyone in this chat can share messages with Meta AI or auto save photos messages shared with Meta AI may be learn more button message permissions တော်စားရတယ်ကိစ္စကျွန်တော် translate လုပ် line ကောင်းမသိဘူးဟုတ် 一 ပြီ chat ရှိလူတိုင်းတီ Meta AI ဖြစ် message ညကိုညဝေးနိုင်တီတို့မဟုတ်တပုတ်ညကိုအလွယ်လျသိစီနိုင်တီ Meta AI နေ့ညဝေးထားတော့ message ညကို Meta တွင် AI ပုံမကောင်းမလာစီရအတုံးပြုနိုင်တီပုံမပုံမတိရှိရန် AI ပို့မကောင်းသူတို့ AI ပို့ပြီးကောင်းမငါတို့ကဘာလို့စောင်းလေးပဲမရှိဘူးအဲ့ဒါကြီးပိတ်ထားလိုက်နော် TTS rate okay ဆိုတော့ဒါကကိုနဲ့စကားပြောနေပြီဆိုတော့အကောင့်တိုင်းမှာဝင်ပြီးတော့လောက်ထားပေးတယ်နဲ့ကျွန်တော်ကဒီမှာဒီအကောင့်လောက်ပြီး report feedback and report conversation button restrict no button typing indicator off button ဒီ typing လောက်တဲ့ဟာကကိုယ့်ဘက်မှာစာရိုက်နေကိုကစာရိုက်နေတယ်ဒါပေမဲ့ तू မသိတော့ဘူးအဲ့လိုပုံစံမျိုး read receipts on button ဒီ read receipt ဆိုတာတော့ तू ကိုဝင်ပြီးတော့ဒီစာကိုဖတ်လိုက်တယ်ဒါပေမဲ့ သူ့ဘက်မှာ sync ဖြစ်သွားတယ်ဆိုပြီးတော့မပြရတော့တဲ့ဟာပေါ့နော်ဆိုတော့ကျွန်တော်
ဒီဟာလေးကိုတော့ပြန်တော့ Back ဖွင့် button. ထားတာ Typing indicate. Off show typing in. Option 0 dash 1 dash ပြန်ဖွင့်ထား Back ပြ button. တာ Messenger. ဒါသူတယောက်ထဲမှာ Friend လေ table. New message from King's in file. Back button. Chats. Chats. 1 unread message. Tab 1 of selected chats. Tab 1 of 4. ကျွန်တော်အထင်တော့အကုန်လုံးစီမှာအဲ့လိုဖြစ်မှန်ထင်တယ်တခြားအကောင့်တစ်ခုဝင်ကြည့်မယ် Saw my wife on. Oh, saw my wife on. တွေ့တဲ့အကောင့်ရှောက်ဝင်တာနော်အော် Back button. Back button. Saw my wife. Audio. Video. Thread details. Messenger. ဝင်ကြည့် Messenger. Lock button. Restrict. Type. Read. Message permission. Privacy and sub. Message. Back. Unallow. Everyone. Unallow message sharing switch. ဟဲ့ဟုတ်တယ်အကုန်ဝင်ပြီးတော့ပိတ်ရမှာ Oh my god ဒါကခမားတို့အဲ့လိုမျိုးဟိုဘယ်လိုပြောရမလဲစတင်ထဲမှာထည့်ပေးထားလိုက်လို့ရတယ်ကျွန်တော်ဝင်ကြည့်ပြီးတော့မရှိဘူးအဲ့ feature ကိုစတင်ထဲမှာထည့်ပေးလိုက်လို့ရှိရင်ကျတော့အဲ့စတင်ထဲမှာဝင်ပြီးတော့ပိတ်လိုက်ရဆိုလို့ရှိရင်တော့အဲ့လိုအကောင်လုံးပိတ်သွားမှာဗျာဆိုတော့ဒီတယောက်ချင်းစီဝင်ပြီးတော့ပိတ်ရတဲ့ခါမှာကျတော့သူကအဲ့လိုလောက်ရတာပြင်းပြီးတော့မပိတ်တော့ဘူးမပိတ်တော့ဘဲနဲ့နောက်တစ်ချိန်မှာသူနဲ့အဲ့လိုစကားတွေပါတယ်တိတ်အဲ့လိုစကားတွေပါတယ်ပြန်ပြောပြသွားတယ်ဆိုလို့ရှိရင်အဲ့ဒီ data တွေကိုသူတို့က auto train မှာသူတို့ရဲ့ meta ကြီးอ่ะအဲ့လိုကြီးဆိုတော့ဒါကြီးอ่ะစင်မပြေဘူးလေဆိုတော့ပိတ်ရပါတော့ 0 dash 1 dash 0 dash 1. အဲ့ဘော်ရာတို့လည်းအဲ့လို messenger တုံးနေဆိုလို့ရှိရင် Messenger. messenger တုံးနေဆိုလို့ရှိရင်အားသလိုဒီ setting ကိုဝင်ပြီးတော့ပိတ်ဖို့ကျွန်တော် recommend လုပ်ပါတယ်ဆိုတော့ဒီနေ့ video လေးကဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်